AI နဲ့ဘာတွေလုပ်လို့ရနေပြီလဲဆိုရင်အကုန်လုပ်လို့ရနေပြီ color grading ပဲလုပ်မလား image ပဲ generate လုပ်မလား VFX လုပ်မလားဒါမှမဟုတ် video ရဲ့ thumbnail ပဲလုပ်မလားဒါပေမဲ့ DR တွေလုပ်ဖို့အတွက်ခင်ဗျားလိုအပ်တာကသူတို့ရဲ့ program တွေဘယ်လောက်ဒေါ်လာ100နေရာပေးရတယ်အဲ့လိုပေးရလို့လဲကျွန်တော်တို့ခင်ဗျားတို့က AI ကိုတိတ်ပြီးတော့မလေ့လာဖြတ်ချအောင်မသုံးဖြတ်ချအောင်ဆိုတော့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကျွန်တော် free နဲ့သုံးလို့ရတဲ့ AI tool တွေကိုရှာထားတယ်အဲ့ထဲမှာကျွန်တော်တို့တွေ့နေကြ image video generate လုပ်တာတွေဒါတွေအပြင်အောင်မှ video edit ကို AI နဲ့ဘယ်လို copy paste လုပ်ရလဲဆိုတဲ့အထိပါပါရမလို့အချိန်မဆွဲဘဲနဲ့ video ဆက်လိုက်ကြအောင်ပထမဆုံး AI ကတော့အားလုံးသိကြတဲ့အတိုင်း Gemini ထဲမှာကျွန်တော် video တွေ image တွေဒါတွေကိုစိတ်ကြိုက်ထုတ်လို့ရပါမယ်ထွက်လာတဲ့ output မှာကျွန်တော်တို့ရဲ့ထိန်းချုပ်မှုကအပြည့်အဝမရှိပါဘူးအဲ့ဒါကြောင့် Gemini အစားထိုး Google Flow သုံးတာပို့ပြီးတော့ကောင်းပါတယ် Flow ထဲမှာဆိုရင်တော့ unlimited control တွေရတယ်ဒီထဲမှာ ratio တွေကိုရွေးလို့ရတယ် model တွေကိုရွေးလို့ရတယ်ဒီထမ်းပိုက်တာကတော့ပုံ၄ပုံတခါတည်းထုတ်လို့ရတယ်ဆိုပါစို့ကျွန်တော်ကောင်မလေးကမျက်ခင်းပေါ်မှာလဲနေတဲ့ပုံတစ်ပုံကိုထုတ်ချင်တယ်ဆိုလို့ရှင်ကျွန်တော်ဒီ prompt ကိုထည့်ပြီးတော့တစ်ချက်နှိပ်လိုက်မယ်ဆိုတာနဲ့ပုံကထွက်လာပြီဆိုဒီထွက်လာတဲ့ပုံတွေထဲမှာကျွန်တော်သဘောချတဲ့ပုံရွေးချင်ပေးမယ်တခုမှသဘောမကျဘူးရှားတဲ့ပုံကလည်းလိုအပ်ချက်အနည်းငယ်ရှိတယ်ကျွန်တော်ဒီပုံရဲ့ဒီနှစ်ချက်ကိုအမဲရောင်ကနေအဖြူရောင်ပြောင်းချင်တယ်ဆိုတော့ကျွန်တော်ဒီပုံကိုနှိပ်လိုက်မယ်ဒီ chat မှာလာပြီးတော့ကျွန်တော်နှစ်ချက်ပြောင်းချင်တယ်ဆိုပြီးတော့မြန်မာလိုရေးထည့်လိုက်မယ်ဒါဆိုလို့ရှင်တော့ done ဒီ AI ထဲမှာဒီထက်အကောင်းဆုံးအချက်ကတော့ AI agent ပါရပါပဲဆိုပါစို့ကျွန်တော်ဒီပုံကိုဗီဒီယိုအဖြစ်ပြောင်းချင်တယ်ဆိုလို့ရှင်ဒီပုံကို save လုပ်ပြီးတော့ပြန်ပြီးတော့ဗီဒီယို generate လုပ်စီအောင်မလိုပါဘူးကျွန်တော် agent ကိုသွားပြီးတော့ဒီပုံကိုပေးမယ်ကျွန်တော်လိုချင်တာတွေကိုမြန်မာလိုရေးထည့်ပြီးတော့ generate လုပ်လိုက်မယ်ဆိုလို့ရှင်တခါတည်း generate မဖြစ်ပါဘူး agent က generate မလုပ်ခင်ကျွန်တော်တို့ရဲ့ဗီဒီယိုသူကဘယ်လိုမျိုး generate လုပ်မယ် credit ကိုဘယ်လောက်သုံးမယ်ဆိုတာတွေကိုအရင်ဆုံးမေးတယ်ဒီနေရာမှာကျွန်တော်တို့အဆင်ပြေလို့ရှင် approve ကိုနှိပ်ပြီးတော့ဆက်လိုက်လို့ရတယ်ပြန်စရာတွေရှိရဆိုလို့ရှင်တော့ဒီနေရာမှာဆက်ပြီးတော့ပြန်လိုက်လို့ရပါတယ် Okay ဆိုတော့ကျွန်တော်တို့ final video တစ်ချက်ကြည့်လိုက်ကြအောင်ဗီဒီယိုကတော့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်လိုချင်တာကျွန်တော်ကောင်မလေးကအပင်ရဲ့အောက်မှာအိတ်နေတာမျိုးလိုချင်တာစုပ်တော့ပြန်ဖို့အတွက်လည်းကျွန်တော်ဗီဒီယိုအသက်ကိုထပ်ပြီးတော့ generate လုပ်စီရမလိုပါဘူးခဏလိုပဲကျွန်တော်ဒီအောက်က box ကိုလာပြီးတော့မှကျွန်တော်ပြင်ချင်တဲ့ပုံစံလေးကိုရေးပြီးတော့ generate လုပ်လိုက်မယ်ဆိုလို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်မြန်တဲ့အတိုင်းပါပဲကျွန်တော်တို့လိုချင်တဲ့ပုံစံကိုကျွန်တော်တို့လိုချင်တယ်လို့မျိုး full control လုပ်ပြီးတော့ထုတ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Flow AI ရဲ့ program ကကျတော့တစ်လောက်ဘတ်950မြန်မာငွေ3သိန်းလောက်ရှိတယ်ဆိုတော့ဒီဈေးနဲ့ဝယ်မဲ့အစားကျွန်တော်တို့က reseller တွေနာသစင်ဝယ်မယ်ဆိုလို့ရှိရင်တော့4-5လစာ program တော့မြန်မာငွေ1000ဝန်းကျင်လောက်နဲ့ဝယ်လို့ရပါတယ်ဒီ program ကိုဝယ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်လောက် credit 1000ရတယ်ဒါပေမဲ့တစ်လောက်မပြည့်ခင်ကျွန်တော်တို့ credit ကုန်သွားရင်ကျတော့ဘာလုပ်ကြမလဲအဲ့အတွက်ကျွန်တော်တို့က Flow AI အစားထိုး Google Fit ကိုသုံးလို့ရပါတယ် Google Fit မှာဆိုလို့ရှိရင် Flow AI မှာလုပ်လို့ရတဲ့အရာတွေအကုန်လုံးလုပ်လို့ရပြီးတော့ video edit လုပ်တာတွေစာတန်းထိုးတာတွေ B-roll stock footage ထည့်တာတွေဒါတွေအထိကိုလုပ်လို့ရတယ် so now AI tool ကကျတော့ TikTok Facebook ကနေဒေါ်လာစားလောက်ချင်တဲ့လူတွေအတွက်တော်တော်လေးကိုအသုံးဝင်တဲ့ tool တစ်ခုအဲ့ဒီ tool ကကျတော့အားလုံးကြားနေကြ notebook LM notebook LM မှာအားလုံးသိကြတဲ့အတိုင်းကျောင်းသားတွေအတွက်ကောလုပ်ငန်းရှင်တွေအတွက်ကောလုံးဝ mind map တွေလုပ်ပြီးတော့ video summary လုပ်တာတွေဘာလုပ်တာတွေအကုန်လုပ်လို့ရတယ်ဒါအပြင်ဟိုမှာအခု upgrade မှာဆိုလို့ရှိရင်တော့ TikTok short video တွေကိုပါ AI နဲ့အပြီးစီးလုပ်လို့ရနေပါပြီဘယ်လိုလုပ်ရလဲဆိုတာတော့ကျွန်တော်တို့ notebook ထဲမှာပဲဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ကျွန်တော်တို့ဒီ notebook LM ထဲဝင်လိုက်တာနဲ့ဒါမျိုး box လေးပေါ်လာပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့က website ကိုရွေးပြီးတော့မှ YouTube ကနေပြီးတော့ကျွန်တော်တို့ summary လုပ်ချင်တဲ့ video ကိုရွေးမယ်ပြီးတော့ကျွန်တော်တို့ခဏ link ကိုဒီနေရာမှာယူလာပြီးတော့ paste ချလိုက်မယ်ဒါပြီးရင်တော့ကျွန်တော်တို့အပေါ်က setting icon ကိုနှိပ်ပြီးတော့မြန်မာဘာသာကိုရွေးလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ video overview ကိုတွားပြီးတော့ကိုလုံးမဲ့ video topic ကိုရွေးမယ်ကျွန်တော်ဒီနေရာမှာ prompt ကိုအသုံးပြုထားတယ်ဒါပြီးရင်တော့ကျွန်တော် short ကိုရွေးပြီးတော့မှ generate နှိပ်လိုက်မယ်ဆိုလို့ရှိရင် done ခဏစောင့်လိုက်တာနဲ့ video လေးတစ်ပုတ် edit လုပ်ပြီးတော့ထွက်လာပါလိမ့်မယ် Elon Musk is currently the wealthiest man alive, but his very first tech exit paid out just $500. So how did a 12-year-old launch a tech career with a homemade video game? Okay ဒါပြီးရင်တော့ကျွန်တော်တို့ထွက်လာတဲ့ video ကို Gemini မှာထည့်ပြီးတော့မြန်မာဘာသာပြန် script ထုတ်မယ် Google AI Studio မှာ Gemini ကထုတ်ထားတဲ့ script ကို AI အတန်ထုတ်ပြီးတော့ edit အနေငယ်လုပ်လိုက်မယ်ဆိုလို့ရှိရင်ဘာမှသိပ်ပြီးတော့လုပ်စရာမလိုဘဲနဲ့တော်တော် short video လေးတစ်ပုဒ်ရသွားပါလိမ့်မယ်ဆိုတော့ဒီနေရာမှာ bonus point တစ်ခုအနေနဲ့ကကျတော့ကိုလူတို့အနေနဲ့ movie recap လုပ်တဲ့အချိန်မှာ Gemini ကိုသုံးလိုက် Google AI Studio ကိုသုံးလိုက် video edit လုပ်လိုက်ဒါမျိုး
step တွေအများကြီးနဲ့အလောက်ရှုံးမခံချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ YouTube မှာသွားပြီးတော့ recap ရဲ့ link ကို copy ယူလာမယ် Tema Alpha AI မှာ pass ချပြီးတော့ဒီထဲမှာမြန်မာဘာသာကိုရွေးမယ်ပြီးရင်တော့ copyright bypass လုပ်မယ်စာတန်းထိုးတာဘာညာတွေကိုဖွင့်ပြီးတော့မှ generate လုပ်လိုက်မယ်ဆိုလို့ရှိရင်တော့တခြားနှိပ်လိုက်တာနဲ့ ready to use movie recap လေးတစ်ပုဒ်ထွက်လာပါလိမ့်မယ်ဆိုတော့ဒီ Tema Alpha AI ကိုကိုယ်တိုင်စမ်းပြီးတော့တုံးကြည့်ချင်တဲ့ဆိုလို့ရှိရင်တော့ဒီ video ရဲ့ description မှာချပေးထားတဲ့ link ကနေပြီးတော့သွားပြီးတော့စမ်းသုံးကြည့်လို့ရပါတယ်နောက်ထပ် AI model တစ်ခုအနေနဲ့လာတာကျတော့ Ideogram ဒီ AI tool ကျတော့ပုံမှန်တွေ့နေကြ free model တွေလိုမျိုးလိုချင်တာတစ်ခုထွက်လာတာတစ်ခုဒါမျိုးမဟုတ်ပဲနဲ့ Nano Banana AI လိုမျိုး realistic look နဲ့ detail ကြကြလေးကို image generate လုပ်ပေးပါတယ် Ideogram မှာ free နဲ့ image generate လုပ်ချင်တဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနောက်ဆုံးထွက်ထားတဲ့ 4.0 version လေးရွေးမှုတော့အရေးကြီးပါတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာ Shape Flow AI မှာတုံးထားတဲ့ prompt ကိုပဲ pass ချလိုက်မယ်ပြီးရင်တော့ ratio ကိုရွေးပြီးတော့ setting အနည်းငယ်ပြင်ပြီးတော့ generate လုပ်ပြီးခဏစောင့်လိုက်မယ်ဆိုလို့ရှိရင် you can see မြန်တဲ့အတိုင်းပဲ Nano Banana AI ထက်အောင်မှာပို့ပြီးတော့ကောင်းတဲ့ quality နဲ့အရင်အောင်မှာ realistic ဆန်လုံးနဲ့ဒီ Ideogram ကကျတော့အရင် Nano Banana မထွက်ခင်ကဆိုလို့ရှိရင်ကျွန်တော်အမြဲသုံးနေကြတဲ့အကြိုက်ဆုံး model အဲ့တော့ကြောင့်ဒီ AI model ကိုတစ်ခါလောက်စမ်းသုံးကြည့်မို့ကျွန်တော်ဗာ recommend ပေးချင်ပါတယ်စကားမဆက်ကိုလူရိုအနေနဲ့ video edit နဲ့ AI ကိုတွဲပြီးတော့မှဒါမျိုး AI edit ခက်ကြမ်းလေးတွေကျောင်းနိုင်ချင်တဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ video editing course လေးရှိပါမယ်ဒါတွေအပြင်မှာ project file တွေ$60ကျော်တန်ဖိုးရှိတဲ့ sound file တွေ text animation preset တွေဒါတွေအပြင်မှာ motion graphic တွေကို assignment တွေနဲ့တိတိကျကျလေးလေ့ကျင့်ပေးတဲ့ပြင်ဈေးနှုန်းကလည်း sound file ရဲ့ဈေးနှုန်းလောက်တော့မရှိတဲ့ဈေးနှုန်းနဲ့တသက်စာ join လို့ရပါမယ်ဆိုတော့ course နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ဒီ Telegram account မှာလာပြီးတော့မေးလို့ရတယ်လို့ Align Motion ရဲ့ text preset တွေ DaVinci Resolve ရဲ့ plugin တွေ sound file တွေဒါတွေအပြင်မှာ knowledge sharing တွေဒါတွေကိုကျွန်တော်တို့ရဲ့ Telegram channel မှာ upgrade နဲ့အညီ free နဲ့တင်ပေးနေတော့မလို့ကျွန်တော်တို့ရဲ့ဒီ channel မှာသွားပြီးတော့ free နဲ့ယူလို့ရပါတယ် so now AI tool အနေနဲ့လာတာကျတော့ Google AI Studio ဒီ AI Studio မတုံးခင်ကျွန်တော်တို့ကတခုတိထားရမှာက Google AI က site နှစ်ခုရှိတယ်ပထမတစ်ခုကကျတော့ image generate လုပ်ဖို့အတွက်ရယ် video generate လုပ်ဖို့အတွက်ရယ်ပြီးတော့ AI နဲ့အသံတွေတခြင်းတွေထုံဖို့အတွက်ရယ်နောက်ထပ်တစ်ခုကကျတော့ Gemini ရဲ့ model အကိုလုံးကိုလည်းဒီနေရာမှာရွေးပြီးတော့အသုံးပြုလို့ရပါတယ်နောက်ထပ် site တစ်ခုအနေနဲ့ကကျတော့ content သမားတွေအတွက်ဥပမာကျွန်တော် time tracker လေးလုပ်ဖို့အတွက်စာလေးတစ်ကြောင်ရိုက်ထည့်လိုက်တာနဲ့သူဖားကနေပြီးတော့ကိုယ်တိုင်ကုတ်ရေးပြီးတော့ကျွန်တော် HTML file လေးတစ်ခုထုတ်ပေးလာတယ် preview ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းစာတစ်ကြောင်နဲ့ဒီလောက်ထွက်လာတော့တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်ဒါမှမကြိုက်ဘူးဆိုလို့ရှိရင်တော့ကိုပြန်ချင်တဲ့ပုံစံကိုရေးပြီးတော့မှခဏစောင့်လိုက်မယ်ဆိုလို့ရှိရင်သူက auto အကုန်လုံးပြင်ပေးပါတယ်ဆိုတော့ဒီ HTML file ကိုလက်တွေ့သုံးဖို့အတွက် Netlify မှာလာပြီးတော့ကျွန်တော်တို့ free host သွားလှုပ်လိုက်ရုံပဲသူကထုတ်ပေးလာတဲ့ link ကိုယူပြီးတော့ကျွန်တော်တို့က public တင်ပြီးတော့မှသုံးလို့ရနေပြီနောက်ဆုံး bonus point အနေနဲ့ကကျတော့ video edit ကိုဘယ်လို copy paste လုပ်မလဲဆိုတော့ကြည့်လိုက်ကြအောင်အရင်ဆုံးကျွန်တော် edit လုပ်မဲ့ video ရဲ့ပထမ3စက္ကန့်စာကိုခွဲလိုက်တယ်ပြီးတော့ ChatGPT မှာဒီ prompt လေးနဲ့ကျွန်တော်ပြင်ချင်တဲ့အရာတွေကိုထည့်လိုက်တယ်စကားမဆက်ကျွန်တော်ဒီ prompt ကိုကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားပါတယ်ပြီးတော့ GPT ဖာထုတ်ပေးလာတဲ့ prompt ကိုယူပြီးတော့မှ Flow AI ရဲ့ agent ကိုခဏ video နဲ့ဒီ prompt လေးကိုထည့်ပေးလိုက်တယ်ပြီးတော့ကျွန်တော်ပြင်ချင်တဲ့အရာတွေကိုဒီ agent ကိုပဲမရမချင်းပြင်ခိုင်းပြီးတော့မှ motion graphic ကို copy paste လုပ်လိုက်တယ် video edit ကို copy paste လုပ်ရတာဒီလောက်ထိဟိုမှာရိုးရှင်းပြီးတော့လွယ်ကူနေတာမလို့တစ်ခါလောက်စမ်းပြီးတော့တုံးကြည့်မို့ recommend ပေးချင်ပါတယ်အခုဒီ video မှာရှင်းပြသွားတဲ့ AI tool တွေက10ခုမှာတစ်ခုနှစ်ခုလောက်ပဲရှိသေးတာပါကိုလူတို့အနေနဲ့ဒါမျိုး AI tool တွေအကြောင်းထပ်ပြီးတော့သိချင်တယ် like part 2လို့ channel ဆိုလို့ရှိရင်တော့ comment မှာ part 2လို့ရေးခဲ့လို့ရပါတယ်ကျွန်တော်နောက်လာမယ့် video ဒီ video ရဲ့ part 2လေးလုပ်ပေးပါမယ်ဒါမှမဟုတ် part 2မလာခင်ဒါမျိုး free နဲ့သုံးလို့ရတဲ့ AI အကြောင်းတွေကိုလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ဒီ video တွေကိုတွားကြည့်လို့ရပါတယ်ဆိုတော့ဒီနေ့ video ကတော့ဒီလောက်ပါပဲနောက် video တွေမှာတွေ့လိုက်ကြရအောင်